show လိုက်နော် To hunt on the savannah, speed is nothing without a strategy. ဒါကအစားကျွန်တော် AI နဲ့ပဲလုပ်ထားတာဗျာနောက်ကျွန်တော် AI နဲ့ပဲလုပ်ထားတာဒီလိမ့်ဆန်တွေသူတားကောင်လိုက်တဲ့ဟာတွေပဲချင်းသေးတို့တခြားလိမ့်ဆန်တွေလည်းရှိတယ်ဗျာနော်ဒါလုပ်ထားတာကျွန်တော် AI နဲ့ပဲလုပ်ထားတယ်အကုန်လုံးဒီ ChatGPT ကူညီနဲ့ပဲကျွန်တော်လုပ်ထားတယ်နော် This is the ဒီလို lion. မျိုးလုပ်တဲ့နီးလန်းတွေလည်းရှိတယ်ချင်းပေါ့ဗျာနော်အဲ့ဒါကတော့လေးနဲ့ကျွန်တော်ကတော့ animation ပုံလေး rolling right by C is for car driving ဒါ down က the တော့က street လေးတွေဒီကလေးတွေအတွက်ချင်တယ်တော်လေးကောင်းတယ်နော်ဒီကလေးအပတ်သက်ပြီးတော့ကျွန်တော်ပြောကြကြည့်တယ်ဗျာအဲ့ဒါပါလေကျွန်တော်လူကြီးနဲ့ကလေးနဲ့အတိုင်းနဲ့တုံနေပဲကျွန်တော်ထမင်းတော်စားနေဒါပေမဲ့ကျွန်တော်ဗီဒီယိုလုပ်မလို့ဗျာဒီဗီဒီယိုလုပ်မှာကျွန်တော်ထမင်းစားတော့ယူငကျွန်တော် YouTube channel ကျွန်တော်ရင်ပြပေးမယ်နော်ပြပေးမယ်ဆိုတာကဒီမှာကျွန်တော် YouTube channel ကျွန်တော်ဝင်လိုက်မယ်ဒီမှာပြီးတော့ use to ရချက်သွားပေးမယ်ကျွန်တော်ဒါနော်ကျွန်တော်ဘာဗီဒီယိုမှကျွန်တော်မတင်ရသေးဘူးနော်ဒါဘာဗီဒီယိုမှကျွန်တော်မတင်ရသေးဘူးနော်ကျွန်တော် customize ရဲ့ချက်ဝင်မယ် customization နဲ့ချက်ဒီမှာတည်ရမလားဒီမှာ show လိုက်နော်ကျွန်တော်ရဲ့ channel နဲ့ကဟိုပါလေ Kidura ဟိုပါ Kidura နော် Kidura အဲ့ဒီ channel နဲ့ကျွန်တော် channel နဲ့ကဒါကျွန်တော်ဘာဗီဒီယိုမှကျွန်တော်မတင်ရသေးဘူးဗျာနော်ဒီ channel နာမည်လေးလဲလှတယ်ကျွန်တော်ဒီ channel တွေကိုလောက်တာကအစအဆုံးကျွန်တော် ChatGPT မှာပဲမေးတယ်တကယ်မှာ ChatGPT သူပြောပြရတဲ့အတိုင်းကျွန်တော်လုပ်တယ်ဗျာနော်ဒါ channel တစ်ခုဒါဘာဗီဒီယိုမှမတင်ရသေးကျွန်တော် setting တော့အကုန်ချိန်ပြီးသွားပြီနောက်ထပ် channel တစ်ခုကျွန်တော်ပြပေးမယ်နော်အဲ့ဒါကကျွန်တော်တလိဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်ကျွန်တော်တလိဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတင်ဖို့ဆိုကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားတယ်ဒါကလည်းဒီ ChatGPT ရဲ့အကူအညီနဲ့ကျွန်တော်လုပ်ထားခြင်းဖြစ်ပါတယ်ဗျာနော်အားကြောင့်ကျွန်တော်ပြီးတော့ကျွန်တော်ဒီ ChatGPT ကိုအသုံးပြုပြီးတော့ကိုလှုပ်ချင်တဲ့အရာတွေပါဒါကတော့လူတိုင်းသိမှာပါဒါပေမဲ့ကျွန်တော်ကမသိသေးတဲ့သူတွေအတွက်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်နော်ကျွန်တော်ရှူရရှုံဝင်လိုက်မယ်ဒီမှာနော်ရှိုးလိုက် Office TV ဆိုပြီးတော့ဒီမှာဗျာဒီမှာကျွန်တော်ဟိုလိမ့်ဆန်နေအကြောင်းကျွန်တော်တင်ဖို့ဆိုကျွန်တော်လုပ်ထားတယ် customization နဲ့ရှုံဝင်လိုက်မယ်နော်ဒီမှာရှိုးလိုက် logo ပုံကအစဗျာကျွန်တော်ဒီ ChatGPT နဲ့ပဲလုပ်ထားတာဗျာ logo ပုံကအစလုံးဝ share man လုံးဝ share land နော်အဲကြောင့် okay ဒါကတော့ကျွန်တော်ရဲ့ channel တွေပါကျွန်တော်လုပ်ထားတဲ့ video လေးကျွန်တော်ချက်ပြပေးမယ်ဗျာနော်ကျွန်တော်လုပ်ထားတဲ့ video ကျွန်တော်ချက်ပြပေးမယ်ဒါကတော့ကျွန်တော်လိမ့်ဆန် channel အတွက်ပေါ့နော်ကျွန်တော်လုပ်ထားတဲ့ video လေးဝန်နေ့ကဒီမှာပြောပါလေဝန်နေ့ကျွန်တော်လုပ်ထားတဲ့ video ပြောပါဒီမှာshow လိုက်နော် To hunt on the savannah, speed is nothing without a strategy. ဒါကအစားကျွန်တော် AI နဲ့ပဲလုပ်ထားတာဗျာနောက်ကျွန်တော် AI နဲ့ပဲလုပ်ထားတာဒီလိမ့်ဆန်တွေသူတားကောင်လိုက်တဲ့ဟာတွေပဲချင်းသေးတို့တခြားလိမ့်ဆန်တွေလည်းရှိတယ်ဗျာနော်ဒါလုပ်ထားတာကျွန်တော် AI နဲ့ပဲလုပ်ထားတယ်အကုန်လုံးဒီ ChatGPT ကူညီနဲ့ပဲကျွန်တော်လုပ်ထားတယ်နော် This is the ဒီလို lion, မျိုးလုပ်တဲ့နီးလန်းတွေလည်းရှိတယ် one of Africa's most successful hunters. ဗီဒီယိုတော့လည်းကောင်းကျွန်တော် stream တော့လည်းကောင်းပေါ့ကျွန်တော်အခုအစဆုံးကျွန်တော်ပြောပြပေး Unlike most big cats, နော်ပြောပြ lions live ပြောလဲ and ပြောပြ hunt ပေးမယ်ဒီ together. နေ့က10ရက်နေ့ကျွန်တော်မနေ့ပြန်17ရက်နေ့ဆိုရင်ကျွန်တော် Unlike most big cats, lions live and hunt together. ဘာလဲဟိုပါ OBA ပြဿနာကြောင့်ဗျာသိရမှာနည်းနည်းကျွန်တော်တိုင်ပတ်သွားလို့အားကြောင့်နော်နည်းနည်းဟိုပြတာဒါဗီဒီယိုတစ်ပုတ်နောက်တစ်ပုတ်ထပ်ပြပေးမယ်ကျွန်တော်နော်ဒါ short video လေးပါကျွန်တော်တင်လို့ဆိုပြီးတော့နိုင်ငံခြား What if I told you the deadliest creature on Earth is flying around you right now? လူရအန်ရဲ့ရှိဆုံးတဲ့တော့ရှင်တဲ့တို့တည်းငမန်းမွေတို့ဒီလိုပုံစံမျိုးလူတွေကပြေးပြီးမြင်ကြဒါပေမဲ့လူတွေအတွက်အဓိကအန်ရဲ့ရှိဆုံးတဲ့ဝါပြောပါဆိုရင်တော့ရှင်ဆိုတဲ့အကြောင်းပြောထားတာပေါ့ဗျာနော် And it's definitely not a snake. ဒီလိုဗီဒီယိုလေးတွေနောက်ကျွန်တော်လုပ်ထားပါတယ်နော် Beauty became a weapon today. The eggs had to survive. Night hid the approaching thief. The owl saw everything. The cobra struck without warning. The secretary bird struck harder.
ဒီမှာဒါကတော့ကျွန်တော်ဒီမှာဒါကတော့ဒီမှာဗျာကလေးတွေကြိုက်တမီမီလေးကြိုက်ဒီမှာကာတွန်းတချင်းဒါ ABC တချင်းပေါ့ဗျာနော် A is for airplane flying up high. B is for bus rolling right by. C is for car driving ဒါ down က the တော့ကလေး street. တွေဒီကလေးတွေအတွက်ချင်တယ် carrying things ကောင်း to တယ် meet. နော်ဒီကလေးရပတ်သက်ပြီးတော့သူပြောကြကြည့်တယ်ဗျာအဲ့ဒါပါလေ Waiting in ကျွန် the တော်လူကြီးနဲ့ town. ကလေးနဲ့မတူဘာကြောင့်မတူကြလဲဆိုပြီးတောင်းနေပြောပြပေးမယ်လူကြီးတွေကကျွန်တော်ဟိုကပါလေဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ကြိုက်ပြီဆိုရင်ဗျာတောင်းဗျာတစ်ခါလောက်ကြည့်ပြီးတည်ရမဆက်မကြည့်တော့ကျွန်တော်ကလေးတွေကြတော့အဲ့လိုပုံစံမျိုးမဟုတ်ဒါလည်းဟိုကျွန်တော်လည်းအတူတူပဲဗျာအားလုံးကငယ်အားနေကြီးလာကြတာပဲဗျာတည်ရမလားကိုကြိုက်နေတဲ့အရာလေးဆိုရင်ဗျာဗီဒီယိုပဲဒီဗီဒီယိုတော့၎င်းပေါ့ကျွန်တော်တို့ကစားစရာအယုတ်လေးတော့၎င်းပေါ့ကိုကြိုက်ပြီဆိုအဲ့ဒါပဲဒါဘင်းဒါပဲဖြစ်နေအဲ့လိုပုံစံမျိုးဗျာအဲ့ဒါကြောင့်လို့လူကြီး channel တွေတဲ့ဆိုင်ကလေး channel တွေကလည်း view တော်များတယ်နော် view တော်များရင်မှာပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်စိတ်ကူးလေးရလို့ကျွန်တော်လုပ်လိုက်တာပါနော်အဲ့ဒါကြောင့်မို့အကုန်လုံးကိုကျွန်တော် free လုပ်ထားတာဘာပတ်စံတရားချက်မှပေးရမလို့ပဲနဲ့တော့ free လုပ်ထားတာနော်အဲ့ဒါကြောင့်ဒီလို free လုပ်တဲ့ Good morning. ဘယ်ပြန်7ရက်ည7နာရီဝယ်ကျွန်တော် live stream မှာကြည့်မယ်တကယ်လို့ကျွန်တော်ရဲ့ live stream ကိုကျွန်တော်တကယ်ကြည့်မယ်ဆိုတော့ဗျာအားလုံးအတွက် video ဖန်တီးတာတွေကြည့်ရမယ် YouTube channel တစ်ခုဘယ်လိုပုံစံမျိုးစနစ်တကျနဲ့စတိဆောက်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ကျွန်တော်ပြောပြပေးတယ်ဆိုတာကလည်းကျွန်တော်သိရမှာကျွန်တော်လည်းအဲ့လောက်ထိကျွန်တော်သိမစဉ်းစားလို့မဟုတ်ဘူးဗျာဒီကျွန်တော် AI 2ဖြစ်တဲ့ ChatGPT ကနေပြီးကျွန်တော်ဟိုပါသူ့ရဲ့အကူအညီနဲ့ကျွန်တော်လုပ်ပေးတာပေါ့ဗျာနော်အားကြောင့်လို့ကျွန်တော်ဒီလိုဗီဒီယိုလေးတွေဖန်တီးထားတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြတာပါနော်အားကြောင့်မို့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲလို့ပြောရင်ကောင်းမလားနော်လောက်ပါပဲလို့ပြောရင်ကောင်းမလားဆိုတော့ကျွန်တော်ပြီးတော့ကျွန်တော်ဒီ ChatGPT နဲ့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော် share ပြပေးမယ်နော်ကျွန်တော် ChatGPT ထဲမှာပြီးတော့ကျွန်တော်မှာ Gmail ကောက်6ကောက်ရှိရယ်နော် sorry ကျွန်တော်ပြန်ထုတ်ပြမယ်ကျွန်တော်မှာ Gmail ကောက်6ကောက်တောင်ရှိတယ်ကျွန်တော်ပြမယ် Flow AI ကျွန်တော်တို့ဗျာ daily တနေ့ကို credit 50ပေးတယ်50ပေးရနော်ကျွန်တော်6ကောက်ဆိုတော့ဒီမှာကျွန်တော်ကတော့ဟို OMD flat နဲ့ထုတ်တာကြတော့တစ်ကောက်ကိုကျွန်တော်4ဘုတ်ပဲထုတ်လို့ရတယ်ဗျာ4ဘုတ်ထုတ်လို့ရတော့ credit နဲ့များပေးရ12ခုလာမပေးရတယ်ဗျာနော်8စက္ကန့်စာအတွက်တစ်ခု2ခု3ခု4ခု5ခု6ခုအားလုံးမှာ6ကောက်ရှိတယ်6လေး24ဘုတ်ဒီနေ့24ဘုတ်ထုတ်လို့ရတယ်ကျွန်တော်နောက်ထပ် Gmail ကောက်ထပ်ပွင့်မှုလည်းရှိတယ်နော်ကျွန်တော်ဘာလို့ဆိုတော့ free လုပ်နေဗျာဘာလို့ဆိုတော့ကိုကအခုမှဒီအခြေခံပြကနာနေစမှာဆိုတဲ့အတွက်ကျွန်တော်တို့ကပတ်စံနေရော့ဘယ်လိုရေလိုမသုံးနိုင်သေးဘူးဗျာမဖြုံးနိုင်သေးဘူးသိရမလားဒါပေမဲ့ကျွန်တော်တို့က free ဘယ်လိုရမလဲဆိုတာတော့ကျွန်တော်တို့လုပ်လို့ရတယ် Gmail ကောက်ဖွင့်တယ်ဆိုတာအရန်အရန်ခက်နေရတယ်မဟုတ်ဘူးဗျာသိရမလားလူတိုင်းကိုဖွင့်တယ်ဗျာနော်လွယ်နေပါဖွင့်တယ်နော်ကျွန်တော်အခုဘာလုပ်မလို့ကျွန်တော်မရောက်မိပါဒီမှာ sorry ကျွန်တော် ChatGPT ကျွန်တော်ဆက်ပြပေးမယ်ကျွန်တော်သူရှိရနေအချမ်းချမ်းလေးတောင်းလာတာကျွန်တော်ဆက်ပြပေးမယ်ဗျာနော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လောက်ထိကျွန်တော်လိုက်မစင်းသားဘူးဗျကျွန်တော်တကယ်ပြောတာနော်ကျွန်တော်အဲ့လောက်မစင်းသားဘူးဒီမှာဒါကကျွန်တော်ဒီမှာဒါ channel ဟိုပါ channel တိဆောက်ပြီးကျွန်တော်လုပ်ထားတာဗျ channel တိဆောက်ပြီးကျွန်တော်သူပေးတဲ့ခေါင်းစဉ်တွေနဲ့ပဲကျွန်တော် prompt ရေးခိုင်းထားတာနော်အကုန်လုံးကဒီမှာဗျ channel logo လေးသူထုတ်ပေးရတယ် logo ကအစထုတ်လို့ရတယ် logo ကအစလုံးဝ file နေအောင်ထုတ်လို့ရတယ် share မိုက်တယ်နော်ဒီမှာဒါကကျွန်တော်ဟိုပါ channel မလုပ်ခင်ရဗျာဒါကကျွန်တော်ဟိုသူ့ချီမှာ video လုပ်ဖို့ဆိုကျွန်တော်ပုံတွေပဲထုတ် prompt အရင်တောင်းခဲ့တာ prompt တွေပဲတောင်းကိုစမ်းဆက်ထုတ်ပြီးတော့မှအဆင်ပြေရဆိုမှကျွန်တော်သူ့ပြောလိုက်တယ်ကဲဗျာ YouTube channel တခုစဖွင့်တော့မယ် channel နာမည်ကိုKiroda လို့ကျွန်တော်ပေးထားပါတယ်Kiroda ကလေးတချင်းနေနဲ့ဟိုပါလေကာတွန်း channel အတွက်အရင်တင်တော့ပါတယ်တူတူလေးနဲ့မှတ်လို့ brand ဆောက်ဖို့လည်းကောင်းပါ YouTube channel ဆောက်တဲ့အချိန်မှာတော့ဘယ်အခြေခံအချက်များကိုတစ်ခါတည်းပြင်ထားပြနိုင်ပါတယ်ဆိုပြီးမှ channel name ကိုKiroda နော်ဒီမှာအကုန်လုံးသူဒီမှာ channel မှာထည့်မယ် description ကအစသူကျွန်တော်ပေးထားတယ်ဒီမှာပထမဦးဆုံးကျွန်တော်လုပ်ဖို့ဗီဒီယို5ခု ABCD avatar sound rainbow color sound เนาะဒီမှာဗီဒီယို5ခုပေးထားတယ်เนาะ logo idea logo idea အစဒီမှာကျွန်တော် logo လေးရင်ထုတ်ပေးပါဆိုသူပြောဒီမှာလုပ်ပြီးတယ်တကယ် share မိုက်တယ်သူထုတ်ပေးတဲ့ logo တကယ်ကိုမိုက်တယ်အဲ့ဒါကြောင့်မလို့เนาะအားလုံးအတွက်လည်းအကျိုးရှိမယ်ထင်ပါတယ်မနေ့ပြန်ကြရင်ကျွန်တော်ဘယ်လိုစားလုပ်ရမလဲဆိုတော့ကျွန်တော် stream မှာလည်းပြောပြမယ်တကယ်လို့ကျွန်တော် stream မလုပ်ဖြစ်ခဲ့ရင်တော့ဒါပေမဲ့လုပ်ဖြစ်ဖို့ကများတယ် stream လုပ်ဖြစ်ခဲ့ရင်တော့မှကျွန်တော်ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ video တွေနဲ့ tutorial video တွေကျွန်တော်နောက်ထပ်အများကြီးတင်ဖို့ရှိတယ်ကျွန်တော် channel လေး subscribe လုပ်ပေးခဲ့လို့ရတယ်เนาะဟုတ်လားကျွန်တော်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲပေါ့เนาะ
အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အားလုံးအတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောဘယ်လိုလုပ်ရမလဲဆိုတာတော့နောက်နေ့မှပြောမယ်ဗျာဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့လည်းထင်ပါတယ်ဒါပေမဲ့ကျွန်တော်အခုကြွားလုံးထုတ်တာဆိုတော့ဗျာအကျိုးကရှိချင်မှရှိဦးမယ်မနေ့ပြန်ကြာရင်စောင့်ကြပါဦးเนาะစောင့်မျှော်ကြပါဦးโอเคဒီလောက်ပါပဲဗျာ